Time City မှာကျင်းပတဲ့နာမည်ကြီးအနုပညာရှင်တွေ celebrities တွေ influencer blogger တွေနဲ့အကြီးအကျယ်မိတ်ဆက်ချလိုက်တဲ့ကြက်မော e-commerce website ဒီပွဲရဲ့စီကားမှုကလည်းတော်ရုံမဟုတ်ဘေးတွေရောအနောက်တွေရောလုံးဝလူပြည့်လူရှာမယ်ဒီမိတ်ဆက်ပွဲမှာဆိုလို့ရှိရင် celebrities တွေနဲ့ fan activity တွေရှိမယ်အဆိုတော်ရဲ့တီဆိုဖျော်ဖြေမှုတွေရှိမယ်အတူတူဓာတ်ပုံရိုက်လို့ရတဲ့အခွင့်အရေးလည်းရှိရဲပွဲလေးစားကနေအရင်ဆုံး CEO အမဖြူပြည့်ဖြူကိုကမိတ်ဆက်စကားပြောရဲအမပြောတဲ့အချက်တွေသေချာနားထောင်ကြည့်ရောမှာပဲဒီ application လေးက user တွေအတွက်တော်တော်အသုံးဝင်ပြီးရောမြန်မာမှာလည်းတကယ်လိုအပ်တဲ့ application လေးတစ်ခုဖြစ်နေမိတ်ဆက်စကားပြောပြရတဲ့ထိတ်ဆုံးရှုံးလို့ငငယ်လေးတွေအပေးလာရတဲ့ကိုရင်းအောင်ဆရာရဲ့ဖြော်ပြမှုကိုနားထောင်ရတယ်ဒါလေးရကျမမြန်မာပွဲတက်ကျမရဲ့ outfit chat ပြီးရင်တော့ activity times လေးစပြီးရှုံးပါဝင်တခြား influencer တွေနာမည်ကြီး celebrities တွေနဲ့အတူပရိသတ်တွေနဲ့စိတ်ပေါ်မှာဂိမ်းဆော့ရတာ game season တွေပြီးသွားရင်တော့ကောင်မလေးတက်တဲလှုပ်ချစ်ကြရဲ့ video shine တို့ရဲ့ဖြောပြမှုဘုံနေလေးနဲ့ကျမနဲ့ရေဇက်ကလည်းပွဲတိုင်းစုံဒါကတော့စရင်နောက်ရင်နဲ့ချစ်စရာပုတ်တိုက်မှုလေးတစ်ခုပေါ့ဒါလေးကတော့အရန်သဘောကောင်းပြီးဖော်ယူရဲ့ကိုအမဆုထက်တဲ့တစ်ဖြတ်ပြီးရင် video shine ကနေပြီးတော့သူတို့ရဲ့ fan လေးတွေအတွက်အမှတ်တရလက်ဆောင်လေးပေးတဲ့စီအဲ့အချိန်မှာကျမနဲ့အမမနေနဲ့စားတောက်ကြောင်းနေပြောရင်စကားလက်ဆောင်ကြနေအမအပြင်မှာလည်းတော်တော်လေးပွင့်နေပြီးခင်မှုကောင်းရှော့နောက်နေရဒိုးနှစ်ယောက်ဘာလေးတောင်းနေရလဲဆိုပြီးတော့ဒါလေးကတော့ပွဲအရောက်ယူပဒါနဒီပွဲလေးကတီတီငင်ငင်လှလှပပကြောကြောရွရွတက်ခဲ့ရတဲ့ပွဲလေးဆိုတော့ selfie ပဲကြည့်ရောနော်အရင်တစ်ခါဆုံးမှုတော့မမိရဆိုရဲအမဘီဆော့နဲ့လည်းတစ်ဖြတ်သူမရဲ့ဖြောပြမှုတွေကတော့အရင်တိုင်းပဲလက်ဆက်နေသေးပဲဖြောပြမှုတွေပြီးတော့ရှင်တို့အမတရားတဲ့ပုံရိုက်ကြတယ်ရှင်တက်ရောက်ခဲ့ဒီပွဲလေးကကျမော e-commerce website သူကကျတော့ကွာ website ကနေဈေးဝယ်ရဒါလေးလွယ်အောင်ပြပြရမယ်ဆိုလို့ရှိရင်သူက online shopping website တစ်ခုပဲတရုတ်ကနေစက်ရုံပေါင်း10 တန်းကျော်လောက်နဲ့ချိတ်ဆက်ထားပြီးတော့မြန်မာနဲ့တရုတ်ဓာတ်ရိုက်ဆက်သွယ်ပေးတဲ့ online shopping ပစ္စည်းတန်မိုးကိုလည်းကြက်နဲ့ပြထားပေးရဆိုတော့တွက်စရာမလိုတော့ကိုလိုချင်တဲ့ပစ္စည်းမှချင်တဲ့ပစ္စည်းကိုစာနဲ့ရိုက်ရှာတာဖြစ်ဖြစ်ပုံနဲ့ရိုက်ရှာတာဖြစ်ဖြစ်ရှာလို့ရတယ်ဒီမှာအကုန်အစုံကိုရှိလက်လီရောလက်ကောင်းမှလေးရပြီကိုမာလိုက်တဲ့ကိုပစ္စည်းရဲ့တလီကိုလည်းမှတ်မှာကြည့်လို့ရသေးရတယ်သူပစ္စည်းအာမခံကြီးသွင်းလာလို့ရှိရင်လန်ခီမှာပစ္စည်းတစ်ခုခုဖြစ်တာနဲ့ကျမောဘက်ကတာဝန်ယူပြီးဖြည့်ရှင်းပေးပါတယ်ပြောရရင်မြန်မာ user တွေအတွက်တော်တော်အဆင်ပြေတဲ့ application လေးဆိုတော့ down ပြီးစမ်းသုံးကြည့်လိုက်အောင်နော်